ဘဝတစ်ခုရလာလို့ရှိရင်သဗ္ဗေတ္တအာဟာရထိတိကာလို့ဆိုတဲ့အတိုင်းအာဟာရဆိုတဲ့အစာအာဟာရမရှိဘူးဆိုရင်ဘဝမှာယက်တည်နိုင်ကြမှာမဟုတ်ဘူးအဓိကဘဝယက်တည်နေရတာအစာအာဟာရပဲဖြစ်တယ်အဲ့ဒီအစာအာဟာရစားကြရမှလူဘဝလူခန္ဓာဆိုတာတည်ထနိုင်တယ်ပေါ့ဒါကြောင့်မလို့ဘဝတည်တံ့ရေးအတွက်ဖြစ်တဲ့အာဟာရကိုရှာရင်းဖွင့်ရင်းနဲ့လူတွေဟာမကောင်းမှုအကုသိုလ်တွေလုံးမိရတာဖြစ်ပြီးတော့သွားကြတယ်လူစရိုက်တွေလောက်ကင်ပြီးတော့မိမိတို့ဝမ်းရည်အတွက်ဖြည့်တင်းပြီးတော့နေကြအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒေသနာတော်တစ်ပုဒ်ဟောကြားထားတာရှိတယ်ပေါ့မြတ်စွာဘုရားရဲ့အဆုံးအမလောကမှာဖြစ်ပြနေမှုတွေဟာအဝင်ခွင်ချဖြစ်ပြီးတော့နေတယ်မြတ်စွာဘုရားကလောကမှာဖြစ်ပြနေတဲ့လူတွေရဲ့အခြေအနေဒါတွေကိုဆင်ញင်သုံးသပ်ပြီးတော့တတိပေးဟောကြားထားတာရှိတယ်အဲ့ဒီဟောကြားထားတာကိုမှတ်သားနိုင်ကြပြီးတော့သမုဒ္ဒရာဝန္တထွာအတက်နဲ့မိမိတို့ကိုယ်တိုင်ဟာဒုစရိုက်လုပ်ငန်းတွေနဲ့အသက်မမွေးကြဖို့မတန်မှအရေးကြီးတယ်လို့ဒီလိုပြောဒုစရိုက်တွေနဲ့အသက်မွေးမိပြီဆိုလို့ရှိရင်တော့သမုဒ္ဒရာဝန္တထွာတက်နဲ့ဒုက္ခတွေနိမွန်းသွားကြမှာအဲ့ဒီလိုအသက်မွေးတဲ့အခါမှာအသက်မွေးသူဟာနှမျိုးနှစ်စားဖြစ်ပေါ်ပြီးတော့လာခဲ့တယ်မြတ်စွာဘုရားရပြောရမယ်ဆိုရင်သူစီဝံအဟိရိကေနအစမရှိတဲ့ပုဂ္ဂိုလ်တွေဟာအသက်မွေးဝမ်းချောင်းရှာဖွေဖို့အတွက်လွယ်ကူတယ်တဲ့အဲ့တော့လောကကြီးဖြစ်ပြနေတဲ့အခြေအနေတစ်ခုကိုဆင်ញင်သုံးသပ်ပြီးတော့မြတ်စွာဘုရားဒီစကားကိုဟောတာသူဇီဝံအဟိရိကေနအဟိရိကေနမဟုတ်တာလို့ရမှာမရှက်တတ်တဲ့ပုဂ္ဂိုလ်ဟာသူဇီဝံအသက်မွေးရှာဖွေဖို့အသက်မွေးဝမ်းချောင်းအတွက်ရှာဖွေဖို့လွယ်ကူတယ်အသက်မွေးဖို့လွယ်ကူတယ်